Happy birthday ပါမေစုအခုလိုအချုံအောင်မှာအမြန်ဆုံးလက်မြောက်ပါစီယခုကြားရောက်တဲ့အသက်80ပြည့်မွေးနေ့မှာစ၍နောက်နှစ်ပေါင်းများစွာတက်ရှိချမ်းမှာတာယာပြည့်ရှင်တဲ့ဘဝကိုပိတ်ဆိုင်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် Happy birthday ပါမေစုတက်ရှိ80ပြည့်မွေးနေ့မှာစိတ်ချမ်းသာခြင်းကိုချမ်းသာခြင်းနဲ့ပြည်သူတွေချုံအောင်ခံထားရတဲ့ဘဝမှာလည်းအမြန်ဆုံးလက်မြောက်ပါစေလို့ကျွန်တော်တို့ဆုတောင်းပေးနေပါတယ် Happy birthday ပါမေစုမတရားချုံအောင်မှာအမြန်ဆုံးလွတ်မြောက်ပါစေအသက်80မှသည်နောက်နှစ်ပေါင်းများစွာကျမ်းမာပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ပါစေကျမ်းမာချမ်းသာပါစေမေစု Happy birthday ပါမေစုအချုံတော်မှာအမြန်ဆုံးလွတ်မြောက်ပါစေ Happy birthday ပါမေစုချုံတော်မှာအမြန်ဆုံးလွတ်မြောက်ပါစေဝင်းနေမှာစရင်တော်ရင်ပေါင်းများစွာစီအောင်ကျမ်းမာပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ပါစေ Happy birthday မေစုမတရားသဖြင့်ဖန်ဆီးချုံအောင်ခံရခြင်းမှာအမြန်ဆုံးလွတ်မြောက်ပါစေအရေးတော်ပုံအောင်ရမည် Happy birthday ပါမေစုမတရားမှုချုံအောင်မှာအမြန်ဆုံးလွတ်မြောက်ပါစေအခုကြောက်တော့အသက်80ပြည့်မွေးနေ့မှာဆက်ရနောက်နှစ်ပေါင်းများစွာကျမ်းမာပျော်ရွှင်နိုင်ပါစေမမီကြီးနေကြပါစေ Birthday ပါမေစုချုံအောင်နေကြမှာအမြန်ဆုံးလက်မြောက်ပါစေ Happy birthday ပါမေစုလက်ရှိဆက်ပြီးမှစာရွက်စိတ်ချမ်းသာခြင်းကိုချမ်းသာခြင်းပြုလုပ်ပြီးအတရားဖန်ဆီးချုံတော်မှာအမြန်ဆုံးပြန်ရောက်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ် Happy birthday ပါမေစုအချုံတော်မှာအမြန်ဆုံးလွတ်မြောက်ပါစေဒီနေ့မှစရပြည့်စုံပါစေကျမ်းမာပါစေ Happy birthday ပါမေစုခုလိုမတရားဖန်ဆီးချုံအောင်ခံရခြင်းမှာလုံးလွတ်မြောက်ပါစေလက်ရှိဆက်ပြီးခုနေ့မှာနောင်နှစ်ပေါင်းများစွာနဲ့ကျမ်းမာပျော်ရွှင်တဲ့ဘဝကိုပိတ်စိန်ရပါစေဒီလိုပုံအောင်ရမည် Happy birthday ပါမေစုကျမ်းမာပါစေမတရား